အရေးစစ်ပွဲအီရန်အစ္စရေးနဲ့လက်ဝဲခံများအားပြန်မှုမြေပုံပေါ်မှာကြည့်ရင်အီရန်နဲ့အစ္စရေးဟာကီလိုမီတာ1000ကျော်ဝေးကွာပါတယ်ဒါပေမဲ့သူတို့ကြားမှာလွန်ခဲ့တဲ့45နှစ်လုံးတိတ်ဆိတ်လွန်တဲ့စစ်ပွဲတစ်ခုရှိနေခဲ့ပါတယ်ဒါကိုအရေးစစ်ပွဲ The Shadow War လို့ခေါ်ပါတယ်ဒီစစ်ပွဲမှာထူးခြားတာကနိုင်ငံတစ်ခုကထိတ်တိုက်မတိုးပဲဂျာကန်အဖွဲ့တွေဖြစ်တဲ့ Hezbollah, Hamas နဲ့ Houthi တို့ကတဆင့်အပြန်အလှန်အလဲလွယ်လုပ်ခဲ့ကြတာပါဒါပေမဲ့2026ခုနှစ်မှာတော့ဒီအရေးတွေဟာလူမြင်ကွင်းကိုရောက်ပြီးတိုက်ရိုက်စစ်ပွဲကြီးဖြစ်ပွားတဲ့အထိအခြေအနေတွေပြောင်းလဲသွားခဲ့ပါတယ်သူတို့ဘလို့အားပြန်ခဲ့ကြသလဲဘလို့မဟာဗျူဟာတွေသုံးခဲ့သလဲဆိုတာကိုကိုသိန်းပိုက်ကနေအသေးစိတ်တင်ဆက်ပေးသွားပါမယ်အီရန်၏မီးခွင်းဗျူဟာ Ring of Fire Strategy အီရန်ရဲ့အဓိကမဟာဗျူဟာကရိုးရှင်းပါတယ်အစ္စရေးကိုသူ့ရဲ့နယ်စပ်တွေမှာတင်ပစ်ဆို့ထားဖို့ပါဒါကိုမီးခွင်းဗျူဟာလို့ခေါ်ကြပါတယ်အီရန်ဟာအစ္စရေးကိုကိုယ်တိုင်သွားမတိုက်ပဲလက်ဘနွန်၊ဂါဇာ၊ဆီးရီးယားနဲ့ယီမင်မှာရှိတဲ့လက်ဝဲခံအဖွဲ့တွေကိုငွေကြေးနဲ့လက်နက်ထောက်ပံ့ပြီးအစ္စရေးကိုအမြဲတမ်းချိန်ညောင်နေတာပါဒီအဖွဲ့တွေကိုအီရန်ကခုခံမှုဝင်ရိုးစွန်းလို့အမည်ပေးထားပါတယ် Hezbollah အီရန်ရဲ့အစွမ်းထက်ဆုံးလက်နက်လက်ဘနွန်အခြေစိုက် Hezbollah အဖွဲ့ဟာအီရန်ရဲ့ပထမဆုံးနဲ့အရင်ဆုံးနဲ့တားဦးလို့ပြောလို့ရပါတယ်1982ခုနှစ်အစ္စရေးကလက်ဘနွန်ကိုကျူးကျော်ချိန်မှာအီရန်တော်လှန်ရေးအဆောင်တပ်ဖွဲ့ IRGC ကဒီအဖွဲ့ကိုစတင်ပြူးထောင်ပေးခဲ့တာပါသူတို့ရဲ့အန်ဒီရဲ့အရှိဆုံးလက်နက်ကတော့ Precision Missile Project ပဲဖြစ်ပါတယ်အစ္စရေးရဲ့မြို့ကြီးတွေကိုတိတိကျကျပစ်ခတ်နိုင်တဲ့ဒီလမ်းညွန်ဒုံးကျည်တွေဟာအစ္စရေးအတွက်တော့ကြော်လို့မရတဲ့မြင်းတီတစ်ခုဖြစ်ပါတယ်2026ခုနှစ်မှာတော့အီရန်ခေါင်းဆောင်ခါမနင်းလုကြံတယ်ရတဲ့နောက် Hezbollah ဟာအစ္စရေးကိုဒုံးကျည်ထောင်ပေါင်းများစွာနဲ့တိုက်ခိုက်ခဲ့ပြီးစစ်မျက်နှာကြီးတစ်ခုကိုဖွင့်လှစ်ခဲ့ပါတယ် Hamas တောင်ပြချမ်းမှာချင်းညောင်မှုနောက်တစ်ခုကတော့ဂါဇာက Hamas ပါသူတို့ဟာဆူနီမွတ်စလင်အဖွဲ့ဖြစ်ပေမဲ့ရှီအိုက်အီရန်စီကနေနှစ်စဉ်ဒေါ်လာတန်ပေါင်းများစွာနဲ့လက်နက်နီးပညာတွေရခဲ့ပါတယ်2023ခုနှစ်အောက်တိုဘာ9ရက်နေ့တိုက်ခိုက်မှုဟာအီရန်ရဲ့ဒီလက်ဝဲခံမဟာဗျူဟာဘလောက်ထိအလုပ်ဖြစ်တယ်လဲဆိုတာကိုကမ္ဘာကိုပြသလိုက်တာပါပဲဟူတီပင်လယ်ရေကြောင်းမှာအရာပြမှုယီမင်နာဟူတီတူပြန်တွေဟာအီရန်နဲ့အဝေးဆုံးမှာရှိပေမဲ့အထီရောက်ဆုံးဖြစ်လာပါတယ်သူတို့ဟာပင်လယ်နီထဲမှာသင်္ဘောတွေကိုတိုက်ခိုက်ပြီးကမ္ဘာကုန်သွယ်ရေးလမ်းကြောင်းကိုပိတ်ဆို့နိုင်ခဲ့တယ်အီရန်ပေးတဲ့ drone တွေနဲ့အစ္စရေးမြို့ကြီးတွေအထိရောက်လာအောင်ပစ်ခတ်နိုင်တဲ့အဆင့်ကိုသူတို့ရောက်လာခဲ့တာပါအစ္စရေးရဲ့တုံ့ပြန်မှုမေဘန်ဗျူဟာဒါဆိုအစ္စရေးကဒီတိုင်းထိုင်ကြည့်နေမှာလားမဟုတ်ပါဘူးသူတို့မှာမေဘန် campaign between wars လို့ခေါ်တဲ့စစ်ပွဲများကြားမှာစစ်စင်ရေးမူဝါဒချီပါတယ်တခုကလက်နက်ပို့တဲ့လမ်းကြောင်းတွေကိုလေကန်ကအခါများစွာနှောက်ယှက်ဖျက်ဆီးခဲ့တယ်နှစ်ခုကတော့အီရန်ရဲ့နျူကလ িয়ার ပညာရှင်တွေနဲ့ IRGC ဗိုလ်ချုပ်တွေကိုအီရန်မြေပေါ်မှာတင်လုကြံခန့်ခဲ့တယ်တခုကတော့ Stuxnet လို့ virus တွေတုံးပြီး cyber စစ်ပွဲဆင်နွှဲခဲ့တယ်အရေးထဲမှာအလင်းလေးကို2024 2024ခုနှစ်နောက်ပိုင်းမှာတော့ဒီအရေးစစ်ပွဲဟာပြီးဆုံးသွားခဲ့ပါပြီအီရန်နဲ့အစ္စရေးဟာဒုံးကျည်တွေနဲ့တိုက်ရိုက်အပြန်အလှန်ပစ်ခတ်လာကြပါတယ်အထူးသဖြင့်2026ခုနှစ်ဖေဖော်ဝါရီ28ရက်နေ့မှာ American နဲ့ Israel တို့ရဲ့ Operation Epic Fury စစ်စင်ရေးအတွင်းမှာအီရန်ရဲ့ထိပ်တန်းကောင်းဆောင်ခါမနီလောက်ချန်ခံရတဲ့နေ့မှာတော့အရေးစစ်ပွဲဟာကမ္ဘာစစ်ပွဲအသွင်ကိုအပြည့်အဝကူးပြောင်းသွားခဲ့ပါတော့တယ်အီရန်ရဲ့လက်ဝဲကန်မဟာဗျူဟာကအစ္စရေးကို10စုနှစ်များစွာထိန်းချုပ်နိုင်ခဲ့ပေမဲ့နောက်ဆုံးမှာတော့တိုက်ရိုက်စစ်ပွဲဟီစီကိုပဲဦးတည်သွားခဲ့ပါတယ်ဒီပိတကလဟာတကဘာလုံးရဲ့စွိုင်းအင်းနဲ့လုံခြုံရေးကိုဘလို့ဆက်ပြီးရိုက်ခတ်ဦးမလဲဆိုတာကိုစောင့်ကြည့်ရမှာပါအခုလိုစိတ်ဝင်စားစရာကဘာရေးကနဲ့နိုင်ငံရေးခွဲချမ်းစိတ်ပစ်မှုတွေကိုသိရှိဖို့အတွက်ကျွန်တော်တို့ရဲ့ကိုသိန်းပိုက် channel ကို subscribe လုပ်ပြီးခေါင်းလောင်းလေးတီးထားကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်